ယနေယဥဒေကပ္ပဥဒါဟရထတ်တော်မူသောဘုရားမြတ်ဆုံးယရနာတရားမြတ်ဆုံးယရနာသံဃာမြတ်ဆုံးယရနာကိုဝါသောယောဂုတ္တရာယရနာမြတ်ဆုံးသုံးပါးတို့အားလူတိညာလုံးလက်ဆုံးမူ၍ရှိဖို့ဥဒ္ဒောဥနောမန္တယောဘဒောရယသောတက္ကသကာရဝခဏမကောင်းမှုကုသိုလ်တန်စီရနာယနေ့1386ခုနှစ်ဝါဒုလာပြီဒီဝါဒုလာပြီဒီနေ့ဦးလေးကိုနော်စနေနေ့ဟုတ်ကဲ့စနေနေ့ဒီဘုရားမရှိသောသံဃာတော်အရှင်သူမြတ်တို့အားပုရိမဝါကတော်မူကြကုန်သောဘုရားမရှိသောသံဃာတော်အရှင်သူမြတ်တို့အားမိုးရေကံခေါ်ဝါဒုသင်္ကန်းဆက်သက်လူကံရသောစီဝရဒါနကုသိုလ်ပွဲတွင်ဘောရဏဂုံသုံးပါးနှင့်တကွာအင်္ဂါ၅ပါးရှိသောသီလတော်မြတ်တို့ကိုခံကျင့်သုံးဆောက်တည်ရသောသီလကောင်းမှုကုသိုလ်ကံပေရနာခန္ဓာ၅ပါးယုံနာတရားတို့သည်မမြဲသောအနိစ္စဆင်းရဲသောဒုက္ခအစိုးမရသောအနတ္တဤကဲ့သို့လက္ခဏာတွေသုံးပါးသိမြဲပါအောင်ဆင်ခြင်ပွားများရသောဘာဝနာကောင်းမှုကုသိုလ်ကံစေတနာတို့၏အကြောင်းထောက်ပံ့တို့ကြောင့်ကောင်းမှုရှင်ဒီကာစုတို့သည်အာထုဆွေဖြစ်သောကုသိုလ်ကမ္မပဋ္ဌာတရားတို့ကြောင့်မကောင်းအတိတ်ကာလအာထုဆွေဤသောကုသိုလ်ကမ္မပဋ္ဌာတရားတို့၏အထောက်ပံ့တို့ကြောင့်မကောင်း96ပြယောဂဝေဒနာပေါင်းတို့မှကင်းဝေးလွတ်မြောက်၍ကိုယ်ကျမ်းမာခြင်းရှိကြပါစေ။ဩဃဗျာပါဒပိဋိဝဒုက္ခဒေါမနကအစရှိသောတစ်ဆက်တစ်သိသောမိဘဝိသေယံတို့မှကင်းဝေးလွတ်မြောက်၍စိတ်ဤချမ်းသာမှုနဲ့ပြည့်စုံကြပါစေ။ကိုယ်ကျမ်းမာစိတ်ချမ်းသာမှုရှိနေတဲ့အခါအနာဝတ္တရှာမှုရဲ့စိတ်တော်ဇီဝဥစ္စာတို့ဖြင့်အလုံးရှိတဲ့အလုံးရှိတိုင်းတောင်းတနဲ့တောင်းတတိုင်းအလွယ်ကူဖြင့်ရှာမှု၍ရနိုင်ကြပါစေရှာမှု၍ရရှိရသောဇီဝဥစ္စာတို့မှထုံးထုတ်၍သာသနာတော်မြတ်ကြီးအားပစ္စည်း၄ပါးတို့ဖြင့်ကြီးမြောက်ထောက်ပံ့ပူတန်း၍သာသနာပြုနိုင်သောအမှုကောင်းပါအမှုကောင်းပညာဖြစ်နိုင်ကြပါစေသာသနာပြုနေတဲ့အခိုက်အရိယာသူတော်ကောင်းတို့နဲ့ဆုံတွေ့၍ဟောကြားအပ်သောမေတ္တရားတရားကိုနာကြားနေသည့်ခဏ၌ပြင်လင်သမုဒယချုပ်၍ဒုက္ခငြိမ်းရာပြသောဘက်ကိုနိဗ္ဗာန်သို့ဝိဘဝတူတူဖြင့်ရနိုင်ရောက်နိုင်တဲ့သူတော်ကောင်းများဖြစ်နိုင်ကြပါစေ